7 day ပြည့်တယ်မှာမင်္ဂလာပါခင်ဗျာဒီနှစ်1388ခုနှစ်ကနှစ်သိမ့်မင်္ဂလာမှာအားလုံးကျမ်းမှာရှင်လန်းပြီးတော့ယောဂဗျာတွေကင်းဝေးပါစေလို့အရင်ဆုံးနှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီပတ်ကျွန်တော်တို့7 day ရဲ့နှစ်သိမ့်မှာပြန်လဲစပြီးတော့ကျွန်တော်တို့ဒီကျမ်းမာရေးခန္ဓာကိုပြောရမယ်ဆိုလို့ရှိရင်အများတကာပတ်ဝန်းကျင်မှာလည်းများပြားနေတဲ့ယောဂတစ်မျိုးအကြောင်းဒီနေ့ဆွေးနွေးဖို့ကျွန်တော်ရွေးချယ်ထားပါတယ်အဲ့ဒါကတော့သွေးတိုးယောဂလို့ခေါ်ပါတယ်လူတွေကသွေးတိုးယောဂကိုခန္ဓာမှာရှိတဲ့သွေးတွေပနာမများပြားလာတယ်ပေါ့နော်ဟိုအမောက်တွေပေါ့သူသွေးပမာဏတွေများလာတယ်လို့ယူဆတယ်လို့တချို့နယ်တွေမှာဆိုလို့ရှိရင်သွေးတိုးလို့ရှိရင်သွေးတွေပေါက်ပြစ်တယ်အဲ့လိုမျိုးတွေလည်းရှိတယ်တကယ်ကတော့အဲ့လိုမဟုတ်ပါဘူးသွေးတိုးဆိုတဲ့အဓိပ္ပာယ်ကနှလုံးရခုန်နေနေတိုင်းနော်ခုန်တဲ့အခါမှာတော့အချိန်တိုင်းမှာတစ်ခါညှစ်တယ်လို့ရှိရင်ရှေ့ကိုသွေးရတိုးပြီးတော့ရှေ့ကိုတွားတာပေါ့ဒီကိုယ်လုံးကိုပြန့်နှံ့ဖို့အတွက်ဆိုဥပမာမိသက်ပိုက်ကြီးကပထမပြားနေတယ်ဆိုပါတော့ဒီရီတွေဝင်လာရှင်မိသက်ပိုက်ဖောင်းလာတာပေါ့အဲ့ဒါမျိုးကိုကျွန်တော်တို့ကဖိအားကိုကျွန်တော်တိုင်းတာတာပေါ့နော်ဆိုလိုတာကတော့နှလုံးတစ်ချက်ခုန်လိုက်တယ်ရှေ့ကိုသွေးတစ်ချက်သွားလိုက်တယ်သွားတဲ့ခါမှာသွေးကြောနေရန်ကိုတွန်းအားတွေကန်တာပေါ့နော်ဒါကျွန်တော်တို့ဒီပုံလေးနဲ့ပြမယ်ဆိုလို့ရှိရင်သွေးတိုးရဲ့သဘောတဘာဝကနှလုံးတစ်ချက်ခုန်လိုက်တယ်ကျွန်တော်သွေးကြောကိုခါတဲ့သွေးရောအဲ့တော့ကျွန်တော်ညှစ်လိုက်တဲ့ချိန်မှာဒီဖိအားသွေးကြောနေရန်ကိုဖိအားတက်ရောက်လာတဲ့ဥစ္စာကိုကျွန်တော်အပေါ်သွေးလို့ကျွန်တော်တို့ခေါ်တယ်ညစ်ပြီးတော့နှလုံးနားတဲ့အချိန်မှာဆိုရှင်တော့ကျွန်တော်တို့ကဖိအားတက်ရောက်တာကိုအောက်သွေးလို့ခေါ်တယ်အဲ့ဒီသွေးကိုကျွန်တော်တို့လက်မောင်းကနေတိုင်းကြတာပေါ့ဗျာဒီလက်မောင်းမှာပတ်ပြီးတော့เนาะဒီဟိုနေသွေးတွင်းကိရိယာနဲ့တိုင်းကြတာပေါ့เนาะတိုင်းတဲ့အခါမှာလည်းအမျိုးမျိုးရှိပါတယ်ဒီလူတွေသူတို့မိသားစုတွေအိမ်မှာဝယ်ထားနိုင်တဲ့ digital เนาะသွေးတွင်းကိရိယာရှိသလိုဆရာဝန်တွေသုံးတဲ့ဒီခုနက mercury နဲ့ထိုင်တဲ့ဒီဟိုနေဒီသွေးတိုင်းကိရိယာတွေရှိပါတယ်အဲ့ဒီတည်းမှာကအခုနောက်ပိုင်းelectronic ပေါ့နော်ကျွန်တော်တို့ digital လေးတွေနဲ့ပြရတယ်လက်ထိပ်မှာလက်ကောက်ဝဲမှာတိုင်းတာတွေအမျိုးမျိုးပေါ်လာပါတယ်အဲ့တော့ဘလို့ပဲပြောပေါ့နော် standard လို့ခေါ်တဲ့အများတကာအသိမှတ်ပြုထားတော့ဗလာနဲ့ကျွန်တော်တို့တိုင်းတဲ့ဒါမှမဟုတ်သွေးတိုးကိုတိုင်းပြီဆိုလို့ရှိရင် mercury millimeter နဲ့ဒါ millimeter mercury လို့ခေါ်တဲ့ millimeter hg ဆိုတာနဲ့ကျွန်တော်ပြရတယ်အဲ့တော့အပေါ်သွေးဟာ120 millimeter mercury အောက်သွေးဟာ80 millimeter mercury အဲ့လိုမျိုးကျွန်တော်ပြောရတယ်ဒါမှမဟုတ်လူနာတယောက်ကကျွန်တော်စေကန်းရောက်လာရှင်သွေးတိုးတွေလို့ပြောတယ်ဘယ်လိုတိုးတာလဲလို့မေးတဲ့ခါကျတော့ခေါင်းထိုးတယ်သွေးပေါင်ဘယ်လောက်ရှိလဲပေါင်ချိန်ဘယ်လောက်ရှိလဲဆိုရှင်အပေါ်သွေးပဲသူတို့မှတ်ထားတယ်အောက်သွေးမှတ်ထားအောင်အဲ့ဒါမှားနေပါတယ်တကယ်တမ်းကတော့သွေးတိုးတစ်ခုကိုပြောရမယ်ဆိုရှင်အပေါ်သွေးဘယ်လောက်အောက်သွေးဘယ်လောက်ဆိုတာကျွန်တော်ပြောရပါမယ်ပြီးတော့လူအများစုအမှတ်မှားနေတာက120 80ဖြစ်မှသွေးပုံမှန်ချိန်လို့သူတို့မှတ်ထားကြတာအဲ့ဒါလည်းမှားနေပါတယ်တကယ်တမ်းကဒီကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အသိအမှတ်ပြုချက်အရဆိုလို့ရှိရင်သွေးတိုးဆိုတာဟာ normal ပေါ့နော် normal blood pressure တာမန်လူတစ်ယောက်ကပုံမှန်သွေးပေါင်မှာဘယ်လောက်လဲဆိုရင်အပေါ်သွေး140အောက်သွေး90အောက်မှာရှိရမယ်လို့ပြောထားပါတယ်အဲ့တော့140 90မကြော်မချင်းသွေးတိုးယောဂလို့ပြောလို့မရသေးပါဘူးတော့ဆရာဝန်တွေကလည်းဒါကိုသွေးတိုးယောဂလို့မသတ်မှတ်ပါဘူးအဲ့တော့အများစုမှတ်နေတဲ့120 80ဆိုတာမှားပါတယ်120 80ကဖြန်းမြလို့ကျွန်တော်ခေါ်ပါတယ်တကယ်ပုံမှန်သွေးပေါင်ချိန်ဟာ140 90အောက်မှာရှိရပါမယ်အဲသူ့ရဲ့ကြော်သွားမှသာရင်ကျွန်တော်သွေးတိုးလို့ခေါ်ပါတယ်အဲဒါမှသွေးတိုးမှာကျွန်တော်အဆင့်နေသတ်မှတ်ထားပါသေးတယ်160 100အထိဆိုလို့ရှင်တော့တာမန်သွေးတိုးပေါ့နော်ဒါသွေးတိုးယောဂဖြစ်နေပြီပထမအဆင့်ပေါ့နော်အဲ့ရနေမှ180 110အဲ့ဒါဆိုရင်လည်းပြင်းထန်နေပြီပေါ့နော်ဒါတော်တော်လေးအဲ့ဒီလာတော်တော်လေးကိုအရေးပေါ်မဟုတ်ပေမဲ့လည်းဒါတော်တော်လေးပြင်းထန်နေတယ်ဒီလိုတိတိရောက်ကုသရမယ်နောက်က180 110အဲ့ဒါကြော်သွားပြီဆိုရင်တော့ဒါအရေးပေါ်အခြေအနေဖြစ်ပါတယ်သွေးတိုးကိုကျွန်တော်အဆင့်3ဆင့်ပေါ့နော်ဒါမှမဟုတ်အပေါ်သွေးအောက်သွေးကိုမှန်မယ်ဘယ်လောက်ရှိနေပြီလဲဆိုတာကျွန်တော်ပြောရမယ်140 90အောက်ရောက်နေတာဟာသွေးတိုးယောဂမဟုတ်သေးပါဘူးဒါပေမဲ့သွေးတိုးယောဂဖြစ်ပြီးဆိုရင်တော့တစ်သက်လုံးရှောင်ရမှာစားရမှာဘောရဲ့ခုနကလူနေမှုအနေထိုင်နေပြောင်းလဲရမှာဆေးသောက်ရမှာတွေတစ်သက်လုံးသွေးတိုးယောဂကိုကမ္ဘာပေါ်မှာပျောက်ကင်းအောင်မကုသနိုင်သေးပါဘူးသွေးတိုးယောဂအမြင့်ဖြတ်တယ်ဆိုတာမဟုတ်သေးပါဘူးအဲ့တော့သွေးတိုးယောဂကိုကျွန်တော်ကုသနေရတဲ့အကြောင်းက140 90အောက်ကိုရောက်အောင်ချပေးနေတာအဲ့လိုချပေးခြင်းအပြင်သွေးတိုးယောဂကြောင့်ဖြစ်စေတဲ့အုံနောက်မှာကျွန်တော်တို့အုံနောက်သွေးကြောပြတ်မယ်နောက်ကနှလုံးမှာနှလုံးယောဂရမယ်နှလုံးသွေးကြောခြင်းတဲ့ယောဂတွေရနိုင်တယ်မျက်လုံးမှာမျက်စိဝေမယ်မျက်စိတွေသွေးထဲမှာသွေးယိုမယ်နော်ကြောက်ကက်ပျက်စီးမယ်နှလုံးယောဂဖြစ်မယ်အဲ့ဒါတွေကိုကျွန်တော်ကာကွယ်ဖို့အတွက်သွေးကြစိတ်တွေကျွန်တော်တောက်ရခြင်းဖြစ်ပါတယ်အဲ့တော့သွေးတိုးယောဂအများစုဟာကမ္ဘာမှာကျွန်တော်တို့ခုနကလူ4ယောက်မှာ1ယောက်ကသွေးတိုးယောဂဖြစ်နိုင်တဲ့အနေအထားရှိနေတယ်ဒါတော့အများကြီးဖြစ်တယ်ဗမာပြည်မှာလည်းထုံနည်း၎င်းပဲပတ်ဝန်းကျင်တိုင်းမှာသွေးတိုးယောဂရှိနေကြတယ်ဒါပေမဲ့လူတွေကဆေးကန်းလာလို့ရှိရင်ခေါင်းထိုးတယ်စကြောထိုးတယ်ဆိုရင်သွေးတိုးယောဂလို့သတ်မှတ်ပြီးတော့အတင်းပဲသွေးတိုးနေပြီလို့ပြောတာ
ဒါပေမဲ့အဲ့ဒီဟာတွေဖြစ်တိုင်းလည်းသွေးထိုးတာမဟုတ်ပါဘူးအဲ့တော့ဆိုတာသွေးထိုးရဲ့လက္ခဏာတွေမှာခေါင်းထိုးတာစကြောတက်တာပါတယ်ဒါပေမဲ့လည်းစိတ်ခံစားမှုတွေကြောင့်အခုလိုအပူဓာတ်တွေကြောင့်ခေါင်းထိုးစကြောတက်တာတွေအများကြီးဖြစ်နေတယ်တိုင်းလိုက်တော့သူမတိုးပါဘူးနော်140 90အောက်မှာပဲရှိနေပါသေးတယ်အဲ့ဒါကြောင့်သွေးထိုးယောဂရဲ့လက္ခဏာတွေကိုပြောရမယ်ဆိုလို့ရှိရင်ကောင်းမှုတယ်စကြောတိုးတယ်ဒါပေမဲ့ဓာတ်တွေအကုန်လုံးဟာသွေးထိုးယောဂရဲ့လက္ခဏာအပိုင်းတစ်ပိုင်းပဲရှိသေးတယ်ဒါတွေဖြစ်ရမယ်လို့လည်းမဆိုလို့ဘူးတော်တော်များများကသွေးတိုးနေပြီးတော့ဘာလက္ခဏာမှမပြဘူးတိုင်းလိုက်တော့မှပဲသွေးတိုးမှန်းသိတယ်အဲ့လိုပေါ့နော်အဲ့တော့ဘာလက္ခဏာမှပြတာတွေလည်းအများကြီးပဲကျွန်တော်တို့ဒီတွေ့နေရတယ်ပေါ့ကျွန်တော်စစ်လိုက်တော့မှဒါမှမဟုတ်သွေးပေါင်ချိန်ကြည့်လိုက်တော့မှသွေးတိုးယောဂဆိုတာသိရတယ်အသက်ကြီးလာတဲ့အမျှသွေးဟာတိုးလာမယ်ငယ်ငယ်ကလေးတွေက120 80ဘယ်လို့မှမဖြစ်နိုင်ဘူးအဲ့လိုကြီးလာတော့မှ120တော့အသက်50ကျော်ပြီဆိုရင်ခုနပြောသလိုပေါ့4ယောက်1ယောက်နှုံးသွေးတိုးယောဂဖြစ်နိုင်ပါတယ်သွေးတိုးယောဂကခုနကမျိုးရိုးလဲလိုက်တတ်ပါတယ်သွေးတိုးယောဂကလူမှုနေထိုင်မှုအစားအသောက်ဘဝပတ်ဝန်းကျင်နဲ့ဆက်ဆက်နေပါတယ်အဲ့တော့ဒီလူတယောက်ဟာအမြဲတမ်းအငံနေစားခဲ့တယ်ဟလာတော့ခါလေးလှုပ်ရှားမှုလေးချင်ကန်းနေမရှိခဲ့ဘူးဆေးလိတောက်တယ်အရက်တောက်တယ်အဲ့လိုမျိုးရှိခဲ့တယ်သူ့ဘဝမှာနောက်ခါကျရင်ခုနဟိုစိတ်ဖိစီးမှုတွေအရန်ရှိခဲ့တယ်ဆိုလို့ရှိရင်ဒါသွေးတိုးယောဂဖြစ်ဖို့လားများနေပါပြီဒါ risk factor လို့ဆရာအောင်တွေကခေါ်ပါတယ်အမျိုးသားနဲ့အမျိုးသမီးဆိုအမျိုးသားကပို့ပြီးသွေးတိုးရှိတယ်ဒါပေမဲ့ကိုယ်ဝန်ဆောင်ချိန်မှာတချို့သောအမျိုးသမီးတွေဟာသွေးတိုးယောဂရလာတယ်ကိုယ်ဝန်လည်းမွေးပြီးသွားတော့သွေးတိုးယောဂမရှိတော့ဘူးအဲ့လိုမျိုးတွေလည်းရှိပါတယ်နောက်သွေးတိုးယောဂဖြစ်ရတဲ့အကြောင်းရင်းတွေက risk factor တွေကြောင့် secret တောက်တယ်အရက်တောက်တယ်ဟာလာခုနပြောတဲ့လှိတ်ရွှားမှုတွေမရှိဘူးဆိုတော့ယောဂဖြစ်စေတဲ့အကြောင်းရင်းဖြစ်ပါတယ်အဲ့ယောဂဖြစ်ပြီးလက္ခဏာတွေကဘာလဲလို့ခုနပြောရှင်မျက်စိတွေဝေဝါးတာမူးတာနောက်ခါကျရင်ပြုတ်တာအာနာတွေလည်းပါနိုင်တယ်ခေါင်းအုံတယ်ကြိုက်ခဲတယ်ညောင်းတယ်နောက်နားထဲမှာဥတယ်ဟာလာနော်အိမ်တွေပတ်ချလဲအောင်မူးတယ်ဒီလိုလက္ခဏာတွေရှိနိုင်ပါတယ်လက္ခဏာမရှိဘဲနဲ့လည်းသွေးတိုးယောဂဖြစ်နိုင်ပါတယ်ဒါကြောင့်ဒီလက္ခဏာတွေကကျွန်တော်တို့ခုနကတာမန်အားဖြင့်သိပြီးတော့ပြင်းထန်လေးမရှိပါဘူးဒါပေမဲ့ခုနပြောသလိုပေါ့သွေးတိုးရဲ့အဆင့်အရေးပေါ်အနေထားမှာဆိုတော့ကျွန်တော်အရေးကြီးပါတယ်ဒါအမြန်ဆုံးကျွန်တော်ချဖို့လိုပါတယ်အဲ့တော့သွေးတိုးယောဂဖြစ်ပြီဆိုရင်တစ်သက်လုံးကျွန်တော်ရှောင်ရစားမှာဘဝနေထိုင်မှုကြောင့်ဖြစ်လာတဲ့ယောဂဖြစ်တဲ့တရားဒီဘဝရဲ့နေထိုင်မှုတွေကျွန်တော်ပြင်ဆင်ရပါမယ်အဲ့တော့ဗာလဲဆိုလို့ရှိရင်အစားအသောက်ကိုနံပါတ်1ကျွန်တော်တို့ဗာလဲဆိုလို့ရှိရင်အမှန်ပါတဲ့အစားအစာကျွန်တော်တို့ခေါ်တော့ low sodium diet sodium လျော့တဲ့အစားအစာတွေပြောရမှာအဲ့တော့တချို့ကအငံပဲလို့အောင်းမိပြီးတော့အငံတွေလျှော့စားတယ်တစ်ဖက်ကဆော်ဒါပါတဲ့မုန့်တွေမဟုတ်ဖို့ဆော်ဒါတွေစားတယ်တစ်ဖက်ကအချိုမုန့်တွေစားနေရဆိုလို့ရှိရင်တော့ဒါ sodium တွေထပ်များနေတာပဲအဲ့တော့ကျွန်တော်ကအများစုလူနာတွေကိုကျွန်တော်အသိပညာပေးရတာကဆိုဒီယမ်လျော့နေစေသောအစားအစာများဘာတွေရှိလဲဆိုငံတဲ့အစားအစာတွေဆိုဒီယမ်ကလိုရိုက်အိမ်သုံးစားငပိငချောင်းငပြားရေးပစွန်ကြောက်ဒါမျိုးတွေပါတယ်နောက်ခါကျရင်ဆိုဒီယမ်ဘိုင်ကာဗနိတ်လို့ခေါ်တဲ့မုတ်ဖုဆော်ဒါပါတဲ့အစားအစာတွေပေါင်မုတ်နံပြားအီကြာခွေးပဲပြုတ်အစပေါ့နော်ဆော်ဒါတွေများများထည့်ထားတဲ့ဟာတွေကျွန်တော်တို့ရှောင်ရပါမယ်နောက်တစ်ခုကဆိုဒီယမ်မိုနိုဂလူတာမစ်လို့ခေါ်တဲ့ MSG ပေါ့နော်မိုနိုဆိုဒီယမ်ဂလူတာမစ်ဆိုတာ MSG အဲ့ဒါကအချိုမုန့်ကိုတော်တော်များများရှောင်ရပါမယ်သွေးတိုးယောဂတွေတယောက်အတွက်တနေ့ကိုကျွန်တော်တို့သတ်မှတ်ထားတဲ့ဆိုဒီယမ်ပနာမဟာငပိစုံးလေးရဲ့တဝက်ပဲရှိပါတယ်တနေ့ကုန်ကျွန်တော်တို့ချက်ပြုတ်စားတော့တဲ့အထက်မှာအရသာရှိဖို့အတွက်ဒီလောက်ပဲကျွန်တော်သုံးရပါမယ်ပို့ပြီးသုံးပြီဆိုတော့အချိုမုန့်တွေကလည်းတစ်ခါတစုံထည့်အောင်မယ်နော်စားကလည်းတစုံထည့်အောင်မယ်နောက်နေကင်းကြလည်းတစ်ခါတစုံထည့်အောင်မယ်ဆိုတော့များနေပါပြီနောက်သွေးတိုးယောဂတယောက်အတွက်ကျွန်တော်သတ်မှတ်ထားတာဇုံးလေးငပိစုံးလေးရဲ့တဝက်ပဲစားပိုင်ကိုရှိပါတယ်အဲဒီကြားမှာအစီအစာတွေကျွန်တော်ရှောင်းပါပါမယ်အဲ့တော့သွေးတိုးယောဂလို့ပြောပြီးဆိုတော့ကျွန်တော်ကအစားအသောက်အနေထိုင်ဆင်ခြင်ဖို့လိုတယ်နောက်ကအနေထိုင်မှာဆီလစ်ကိုလုံးဝတောက်နေဖြတ်ပါမယ်အရင်မတော့ပါဘူးနောက်ပိုင်းကျရှင်စိတ်ဖိစီးတာတွေကိုကျွန်တော်တို့ရှောင်ရှားရတဲ့နည်းတွေသမထဝိပဿနာတွေပွားများတာတွေစိတ်အာယုံတည်ငြိမ်အောင်လုပ်ရတာတွေဒါတွေကျွန်တော်တို့အများကြီးလိုလာပါပြီအဲ့လိုမျိုးရှိရပါမယ်နောက်တော့မှကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်တာဒါတွေပါပါမယ်ဒါမှသွေးလှက်ပတ်မှုတွေကျွန်တော်မှန်ကန်ပြီးတော့ကျွန်တော်တို့ဒီသွေးတိုးကိုထိန်းထားနိုင်ပါမယ်အဲ့လိုမှပြီးတော့မှခါတဲ့ခုနဟိုနေလေ့ကျင့်ကနေနောက်ကိုယ်အလေးချိန်ကိုကျွန်တော်တိုးမလာအောင်ထိန်းဖို့လိုပါတယ်body weight ကိုအများအားကျွန်တော်ချိန်ပြီးတော့အစားအသောက်ကိုဆင်ញင်ပြီးတော့ဒါသွေးတိုးယောဂတယောက်တယောက်လိုက်နာရမယ်ကိစ္စပါစေဝါကြီးဒီပုံမှာပြီးမှီခိုနေလို့မရပါဘူးစေဝါအရေးပေါ်အတွက်အင်မတန်သုံးဝင်ပါတယ်အရေးပေါ်ခုနပြောတဲ့အရေးပေါ်သွေးတိုးယောဂ180 130ရောက်နေတဲ့အပေါ်မှာသွေးတိုးသုံးဝင်ပါတယ်နောက်ကဒုတိယဆင့်ဖြစ်နေတဲ့180 100အောက်မှာရှိတဲ့140 90တဲ့ဂျားထဲမှာကျွန်တော်အသုံးဝင်ပါတယ်အဲ့တော့ခုနကအကြံတဲ့ဟာတွေကသွေးတိုးယောဂကိုထိန်းထားဖို့အတွက်ကစေဝါတစ်ခုတည်းမလုံလောက်ပါဘူးလို့ပြောဆိုရင်ဖြစ်ပါတယ်အဲ့တော့ခုနပြောတဲ့အနေဆိုင်အစားအသောက်တွေအကုန်လုံးဆင်ခြင်ဖို့လိုပါတယ်ဒါတွေဘယ်လောက်ထိလောက်အောင်မသက်လုံးလုပ်သွားမှာဖြစ်ပါတယ်စေဝါလည်းသက်လုံးမှီဝဲဖို့လိုပါတယ်တချို့ကဒီနေ့သွေးပေါင်ချိန်ပြီးတော့နေ့သွေးပေါင်
ပုံမှန်ဖြစ်နေတယ်130 80ဖြစ်သွားပြီငါဆေးမတောက်တော့ဘူးအဲ့ဒါလည်းမှားယွင်းတဲ့အယူဆဖြစ်ပါတယ်အမြဲတမ်းတောက်နေရမှာဖြစ်ပါတယ်ဆရာအောင်နဲ့တော့မကြာခဏကျွန်တော်တို့ကနှစ်ပတ်တစ်ခါတစ်ပတ်တစ်ခါတော့တွေးပေါင်းချင်းရမယ်အိမ်မှာလည်းမှတ်ထားလို့ရသိကောင်းသွားပြီဆိုတစ်ခါလောက်ပဲပြလို့ရပါတယ်အဲ့တော့သွေးတို့ယောဂလို့ဆရာအောင်တယောက်ကတတ်မှတ်လိုက်ပြီဆိုလို့ရှိရင်သူ့မှာချီရင်းစေအင်္ဂါတွေဘလို့ပျက်စီးနေပြီလေဆိုတာကျွန်တော်တိုင်းထွာဖို့လိုပါတယ်ဒါအောင်သွေးတို့ဆိုရင်ကျွန်တော်တို့က PCG ရိုက်ကြည့်ဖို့လိုပါပြီနော်အထရာဆောင်းရိုက်ကြည့်ဖို့လိုပါပြီကြောက်ကတ်တွေပျက်စီးနေပြီလားသွေးစစ်သွေးထဲမှာအဆီဓာတ်တွေကျွန်တော်တိုင်းဖို့လိုပါပြီတိုင်းပြီးတော့မှအဲ့ပျက်စီးတဲ့အပေါ်မှာမူတည်ပြီးတော့ရော်နေတဲ့ပုံမှာမူတည်ဆေးဝါးတွေကျွန်တော်ပေးရခြင်းဖြစ်ပါတယ်အဲ့တော့သွေးတို့ဆေးဝါးတွေတော့ဆရာကကျွန်တော်ရပါလိမ့်မယ်ကိုငါဒီဆေးနဲ့တဲ့လို့နောက်တစ်ယောက်ကိုဒီဆေးလဲတောက်ပါဆိုတာပြောင်းနေတယောက်မတူနိုင်ပါဘူးပြောင်းနေတယောက်ဘဝအနေထိုင်လဲမတူနိုင်ပါဘူးဒါကြောင့်မို့ကျွန်တော်ကသွေးတို့ယောဂကုမယ်ဆိုလို့ရှိရင်ဆရာအောင်နဲ့တေချာတိုင်ပင်မှာပြီးတော့မကြာခဏကိုယ့်ရဲ့ body ကိုစစ်ဆေးကြည့်ဖို့လိုပါတယ်ကြောက်ကကိုစစ်ဆေးတာမျက်လုံးကိုစစ်ဆေးတာမျက်လုံးထဲကိုကျွန်တော် ophthalmoscope လို့ခေါ်တဲ့ဆရာအောင်ရဲ့ကြည့်ပြီးတော့မျက်လုံးထဲမှာဘာတွေပျက်စီးနေပြီလဲတိုင်းထွာဖို့လိုပါတယ်အဲ့ဒါမျိုးတွေကျွန်တော်လှုပ်ချင်းအားဖြင့်ဆိုလို့ရှိရင်တော့သွေးတို့ရဲ့ကုသတော့နောက်ထပ်ဖြစ်လာမဲ့လေဖြတ်တာတွေကိုကာကွယ်ဖို့အတွက်နှလုံးရောဂါကာကွယ်ဖို့အတွက်မျက်စိမကွယ်သွားအောင်ကာကွယ်ဖို့အတွက်ကြောက်ကမဲ့ပျက်စီးအောင်ကာကွယ်ဖို့အတွက်ကျွန်တော်ကကုသခြင်းဖြစ်ပါတယ်ဒါကြောင့်သွေးတို့ယောဂဟာလူတွေကိုအမြဲတမ်းလူက4ယောက်မှ1ယောက်ဖြစ်တယ်ဆိုပေမဲ့လည်းလူတိုင်းကိုအနေမပေးနိုင်ပါဘူးခုနပြောတဲ့ရှောင်ရှားမှာတွေအစားအသောက်တွေဆေးဝါးတွေကျွန်တော်တို့အကုန်လုံးမှီဝဲမယ်ဆိုလို့ရှိရင်သွေးတို့ယောဂရှိနေပေမဲ့လည်းတက်တန်းစီနေနိုင်ပါတဲ့အကြောင်းကျွန်တော်ဒီနေ့ကတင်ဆက်ပြောရင်းနဲ့ဒီနေ့သွေးတို့ယောဂအကြောင်းကိုညီကုန်းချုပ်ပြရစေခင်ဗျာ